ဘဝမှာစိတ်ချမ်းသာဖို့တဲ့ဘာရေးကြီးသေးတာတော့ပိုက်ဆံရှာတယ်ဆိုတာလေသူချမ်းသာဖို့အတွက်ရှာပေးရတာကောင်းကောင်းလေးစားပေးတာလေသူချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလေသူချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလေဆိုတာလေသူချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရတော့အကုန်လုပ်နေရတာအဲ့တော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့ဟုတ်လားဒါဘုန်းဘုန်းတို့တွေကလှုပ်တက်မယ်ဆိုလို့ရှိရင်သူကအည်သွေးရှိဆုံးလူတစ်ယောက်ပဲဟုတ်လားအဲ့တော့ဟိုတုန်းကတောင်မျိုးစလိုကြီးပြောတာဘုံဘုံကအလုံးသဘောကျတယ်သူဘာပညာတွေတက်တယ်ပဲပြောကိုယ်စိတ်ကလေးကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပညာမှတက်တယ်လို့မဆိုနိုင်ဘူးဒါကြောင့်ယောဂီတို့ဒီမှာလာပြီးတော့9ရက်အချိန်ပေးပြီးတော့စ조사အထောက်ကြတာပေါ့ဘုံဘုံကအနည်းဆုံးလေးတော့ဘလောက်တော့ရသွားစေခြင်းတယ်ဆိုတဲ့စိတ်ကူးလေးရည်ရွယ်ချက်ရည်မှန်းချက်ကလေးရှိနေတုံးဆိုတော့ကိုယ်စိတ်ကလေးကိုအချိန်မရွေးချမ်းသာအောင်ထားတတ်တဲ့အည်အသွေးလေးတော့ရသွားစေခြင်းဆိုကြမှာဆိုစိတ်တွေပူးလာပြီဆိုငါစိတ်တွေပူးလာပြီငါအေးအောင်လှုပ်လိုက်အောင်မယ်တိတ်အချိန်ကြာကြီးမယူရဘဲနဲ့ကိုယ်စိတ်ကိုအေးအောင်မြန်လေးလှုပ်တတ်တဲ့အည်အသွေးလေးရသွားစေခြင်းလေဟုတ်လားအစိတ်တွေတော်တော်ရှုပ်နေပြီကဲငါတမျက်စေးလှည့်လိုက်အောင်မယ်အမိုက်တွေကတော့တမင်းမရှားမပွေရဘဲနဲ့အလိုလျောက်ရောက်လာပြီဟုတ်လားဒါပေမဲ့တမျက်စေးလှည့်တဲ့အလုပ်ကတော့ဘာလို့ရတော့တမင်ကိုလုံးရတယ်နော်ဟုတ်လားတန်ရှင်းရေးလုပ်ကတော့တမင်လုံးရတယ်ရှုပ်ထွေးရေးလုပ်ကတော့တမင်လုံးဆရာမလို့နေထိုင်နေသူ့ဘယ်နာကဘလို့လုံးရှုပ်သွားတယ်လဲမသိဟုတ်လားအဲ့လိုရှင်းတဲ့အလုပ်ကိုလွယ်ကူလေးမြန်ဆန်လေးလုပ်တတ်တဲ့အည်အသွေးလေးကိုတော့ရသွားစေခြင်းလေစိတ်တွေဆင်းရဲလာပြီမကောင်းလိုက်တာမကြိုက်လိုက်တာဒီခံစားချက်ကြီးကိုအစိတ်ကလေးကိုငြိမ်းအောင်အေးအောင်ချမ်းသာအောင်ထားအောင်မှဖြစ်မယ်အလုံးလုံးရင်းနဲ့ပဲဖြစ်ဖြစ်စကားပြောရင်းနဲ့ဖြစ်စိတ်တွေပူးလာတယ်ဆိုရင်သိတယ်အေးအောင်လှုပ်လိုက်အောင်ပဲတကယ်လို့ကိုယ်သာကျွမ်းကျင်ပဲဆိုလို့ရှိရင်စကားပြောနေရင်းနဲ့အလုံးလုံးနေရင်းနဲ့ကိုယ်စိတ်ကိုငြိမ်းသွားအောင်အေးသွားအောင်လှုပ်လို့မရဘူးလားရတယ်အဲ့ဒီလိုအည်သွေးမျိုးလေးကိုရစေခြင်းလားဟုတ်လားနေပူတဲ့ကြီးအမြဲနေပူလိုက်တာပင်ပန်းလိုက်တာဒါပေမဲ့ကိုပူတဲ့အခါမှာပင်ပန်းတဲ့အခါမှာနားเสียခိုးเสียအရိတ်ကလေးကိုပိုင်အရိတ်ကလေးကိုတော့တီးဆောင်ပြီးသားဖြစ်စေခြင်းဒီသဘောလေးကိုပြောတာကိုဘုံဘုံပြောတာဘာဆိုတာဒီလူတွေအကုန်သိရနော်ဒါကြောင့်တရားထုတရားမြတ်ကြီးရသွားစေရမယ်လို့ဘုံဘုံကအဲ့လိုကြီးမှန်းပြီးတော့အဲ့လောက်ကြီးမြင့်မြင့်မားမားပြောနေတာမဟုတ်ကိုယ်စိတ်ကိုစိုးစိုးဝါးမပူလောင်မစင်းရအောင်မပင်ပန်းအောင်ငြိမ်းအေးအောင်တတ်အောင်ချမ်းသာအောင်တော့ဘုံဘုံတို့ထားတတ်ဖို့မလိုဘူးလားတရားထုတ်တယ်ဆိုတာအဓိကအဲ့ဒီရည်ရွယ်ချက်ရှိရမယ်ကိုယ်စိတ်ကိုကိုယ်မှချမ်းသာအောင်လုပ်မပေးဘယ်သူချမ်းသာအောင်လုပ်ပေးမှာတော့ဘယ်သူမှလုပ်မပေးနိုင်ဘူးဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ကဘာလုပ်ရမှာတော့လေ့ကျင့်ရမယ်ပေါ့အဲ့ဒါလေးကိုကျွမ်းကျင်အောင်ကြိုးစားစေခြင်းတယ်ဒါကတရားအထုတ်ခြင်းရဲ့အလွန်မှအဓိကကျတဲ့နံပါတ်1ရည်ရွယ်ချက်လို့ဆိုခြင်းတယ်ပေါ့နော်ဒီရည်ရွယ်ချက်တင်ရှိတာနဲ့လည်းမပြည့်စုံသေးဘူးထက်သန်တဲ့အထုတ်မှုမျိုးဖြစ်ဖို့အတွက်ဘုန်းဘုန်းတို့ကအနာဂတ်ရေးကိုလည်းပဲတွေးပြီးတော့မျှော်မှန်းတတ်ဖို့လည်းလိုသေးတယ်ဆိုကြမှာဆိုစီးပွားရေးလုပ်တဲ့ငွေရှာတယ်ဆိုရင်အခုလောလောဆယ်စားဖို့တောက်ဖို့ပြည့်စုံုံလေးလောက်ရည်ရွယ်ပြီးတော့ရှာလာလားမဟုတ်ပါဘူးငါမသိမချင်းအနာဂတ်အများကြီးတွက်ပြီးတော့ကြိုတင်ပြီးတော့မလုပ်တာတော့ရှာတာအဲ့ဒါလိုပဲဒီတရားအသိဉာဏ်ကလေးကိုရှာတယ်ဆိုတာအခုလောလောဆယ်ချမ်းသာအောင်နေတဲ့ယုံလေးအတွက်ရှာတာမဟုတ်သေးဘူးကျမကြီးမကောင်းတဲ့အချိန်ဆိုတာရောက်လာအောင်ပဲဆိုးရတဲ့လောကရန်တွေနဲ့တွေ့ရတဲ့အချိန်ဆိုတာရောက်လာနိုင်သေးတယ်အဲ့ဒီလိုအနာဂတ်ဆိုးမျိုးနဲ့တွေ့လာတဲ့အခါမှာကိုယ်စိတ်ကိုသက်သာအောင်ထားဖို့ဆိုတာကတာမန်အခြေအနေမဟုတ်ဘူးနော်သူကတာမန်အခြေအနေမှာတော့ဘုံဘုံတို့ရဲ့စိတ်ကိုသက်သာအောင်မထားတတ်သေးဘူးဆိုရင်ဆိုးရတဲ့အခြေအနေမှာထားဖို့ဘာလို့တော့ပို့ပြီးတော့ခက်သွားပြီခုကျမကြီးကောင်းတဲ့အချိန်မှာတော့စိတ်တွေဆင်းရဲနေတယ်ဆိုလို့ရှိရင်ကျမကြီးမကောင်းတဲ့အချိန်မှာဘလို့နေပဲတော့ပိုးဆင်းရဲလိမ့်မယ်ဒီစိတ်ဆင်းရဲတွေကလည်းပျောက်မသွားဘူးကျမကြီးမကောင်းလို့ဆင်းရဲတာတွေကလည်းပို့ပြီးတော့တိုးလာအောင်ပဲပို့ပြီးတော့ဆိုးတာကဘုံဘုံတို့ရဲ့နောက်ဆုံးအခြေတွေ့ရတော့မယ့်အနေအထားတစ်ခုဒါလည်းသေချာပေါက်တွေ့ရမယ့်အခြေအနေတစ်ခုအဲ့ဒီအခြေအနေဟာစိတ်ကိုချမ်းသာအောင်ထားဖို့စိတ်ကိုကြည်လင်အောင်လုပ်ဖို့အခက်အခဲဆုံးအခြေအနေတစ်ခုပဲအဲ့ဒီအခြေအနေမှာစိတ်ဆင်းရဲပြီးတော့ပဲအဆုံးသတ်သွားမယ်ဆိုရင်အလွန်မှကြောက်စရာကောင်းတဲ့အနေအထားကြီးဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီအခြေအနေမှာကိုယ်စိတ်ကလေးကိုကြည်လင်အောင်ချမ်းသာအောင်ထားတတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲအခုတည်းကစဘုံဘုံတို့ဘာလုပ်ဖို့လို့တော့ကြိုတင်ပြီးတော့လေ့ကျင့်ထားဖို့လိုမယ်ဘုံဘုံပြောတာ3ချက်လို့ဘုံဘုံထင်ပါတယ်နော်
လောလောဆယ်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင်ချမ်းသာအောင်ထားတတ်ဖို့တရားအထုတ်ရတယ်ဟုတ်လားလောကရန်ဇိုးတွေနဲ့တွေ့လာတဲ့အခါအထူးသဖြင့်ကျမ်းမာရေးဖောက်ပြန်လာတဲ့အခါစိတ်မဆင်းရဲအောင်တည်ငြိမ်မှုရှိအောင်အေးချမ်းမှုရှိအောင်ဘာလို့ရမလို့ကိုယ်စိတ်ကိုကြိုတင်ပြီးတော့လေ့ကျင့်ထားမယ်အရေးအကြီးဆုံးကတော့တည်ခြင်းတရားနဲ့တွေ့လာတဲ့အခါမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးရင်ဆိုင်နိုင်ဖို့ဆိုတဲ့စိတ်ကလေးနဲ့လည်းပဲတရားအထုတ်တဲ့အလုပ်ကိုပြုကြရမယ်ပေါ့ဟုတ်လားဒါပေမဲ့ဒီအလုပ်ဟာလွယ်ကူတဲ့အလုပ်ဟုတ်သလားမဟုတ်ရွှေရှာရတယ်လို့နေနေချင်းဘာလို့ရတော့စူးစမ်းရတယ်အညစ်အကြေးတွေကိုအစင်စစ်ဖယ်ရှားနိုင်မှရွှေဆိုတဲ့တန်ဖိုးရှိတဲ့အရာလေးကိုရတာအလုံးလိုက်အခဲလိုက်ရတာမဟုတ်ဘူးเนาะကျွတ်တို့ရွာမှာရွာရဲ့နောက်ဘက်မှာမဟာမြိုင်တောနဲ့စက်နေတဲ့အင်တော်တွေရှိတော့ငယ်ငယ်တုန်းကရွာလူတွေရွှေသွားပြီးတော့ကျင်ကြတာရှိတယ်ကျွတ်တို့ကတော့ကံကောင်းလို့လွတ်သွားတယ်ငယ်ငယ်နဲ့သင်္ကန်းဝတ်တော့မကျင်လိုက်ရအောင်ပေါ့နော်အဲဘုံဘုံအမတွေဆိုလို့ရှိရင်အဲ့ဒါပေပင်ပန်းပန်းစနေရရွှေကျင်ရတယ်သူတို့အဲ့ဒါရွာမှာသမင်းသားကြီးတယောက်ရှိတယ်အသက်ကြီးလာတော့မကရတော့ဇက်ထွက်လို့ဆိုကြပါစို့အဲ့ဒါသူနဲ့အမျိုးမကင်းတယောက်ကလည်းပဲစစ်ထွက်ကြီးတယောက်လည်းရှိတယ်အဲ့ဒါကျန်းဖမ်းနောက်ထပ်အမျိုးတယောက်တည်းရတယ်ဘုန်းကြီးလူတွဲတယောက်လည်းရှိတယ်ထွက်ကြီး၃တွဲပေါ့ကျွတ်တို့ရွာမှာဆိုရိုးစကားရှိနော်ဇက်ထွက်ရယ်စစ်ထွက်ရယ်ပဇင်းလူတွဲရယ်ဒီလူတွဲ၃ယောက်ပေါင်းပြီးတော့ရွှေသွားကျင်ကြတာဟုတ်လားဘာမှသူတို့ကျွမ်းကျင်တဲ့အလုပ်မဟုတ်ဘူးလေဒါရွှေကျင်တော့ရွှေရဖေးမှာတော့ဟိုမှာခေါင်းသားတချို့ဆိုလို့ရှိရင်ခေါင်းသားပေါက်တယ်ခေါ်တယ်မြည်တယ်အနစ်ကြီးကျွင်းကြီးတူရွှေကြောတွေ့ပြီဆိုတော့အဲ့ဒီကြောတိုင်အောက်ကကြွက်တွေဖောက်တယ်လို့ဖောက်ကြတာပါနော်အဲ့ဒါကျွတ်တို့ငယ်ငယ်ရဆိုရင်တခုခုကောင်းတာတွေ့ပြီဆိုရင်ဟာကြောတွေ့ပြီဒီအသုံးလုံးကျွတ်တို့စီမှာရှိကြောတွေ့ပြီဘာတော့ဆိုရွှေကြောကိုပြောတာအဲ့တော့ပြောရင်တော့ဘာတော့ခုနကထွက်ကြီးသုံးထွက်ဟုတ်လားနော်ရွှေသွားပြီးတော့ကျင်ကြဘယ်မှာတော့ရွှေရရွှေကမြန်ဘယ်ရမှာတော့အမုံအမွှားချင်းစုရတာအဲ့တော့စစ်ထွက်ကြီးကစိတ်တူပြီးတော့ပြောတယ်ဒီလိုမှသိရင်ငါမလာဘူးငါကနနွင်းတက်လို့ဂျင်းတွက်လို့ရမလားဆိုတော့ဟုတ်လားရွှေကိုနနွင်းတက်လို့ဂျင်းတက်လို့ရရင်ဟုတ်လားအခဲကြီးတွေရရင်တော့ယောဂီတို့ကလည်းပဲတရားလာအထုတာအလုံးလိုက်ခဲလိုက်တခါတည်းတရားလူတရားမြတ်တွေရမယ်ဆိုပြီးတော့လောဘတွေကြီးလို့လည်းပဲမရဘူးနော်ရွှေကျင်ရတယ်ဆိုတာဘလို့တော့နေနေချင်းလေးစုရတာဟုတ်လားရွှေလေးကိုပါတော့ပြလားနဲ့ဖမ်းဟုတ်လားနေနေချင်းလေးတဆန်ကျိုးလို့ဟုတ်လားဒီနေ့တော့ဆန်စည်းတစ်စီးရတယ်လို့ဒါကျုပ်ကရောက်ဘူးလို့မဟုတ်သူတို့ပြောတာတွေမှတ်မိဟုတ်လားအဲ့တော့ပြောရင်တော့ဘာလို့ဆိုတော့ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာကြည်လင်တဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘူးဘဝမှာ तू ကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူ့ဖြစ်အောင်လုပ်ရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်ရွှေတွေငွေတွေတဲ့တန်ဖိုးရှိတယ်နော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရည်အသွေးကဟုတ်တယ်မဟုတ်လားဘဝမှာစိတ်ချမ်းသာဖို့တဲ့ဘာအရေးကြီးသေးတာတော့ပိုက်ဆံရှာတယ်ဆိုတာလေ तू ချမ်းသာဖို့အတွက်ရှာပေးရတာကောင်းကောင်းလေးစားပေးတာလေ तू ချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလေ तू ချမ်းသာဖို့အတွက်ဟူလူနဲ့အတူနေခြင်းလေဆိုတာလေ तू ချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရတာတော့အကုန်လုပ်နေရတာအဲ့တော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့ဟုတ်လားဒါဘုန်းဘုန်းတို့တွေကလှုပ်တက်မယ်ဆိုလို့ရှိရင် तू အရည်အသွေးရှိဆုံးလူတစ်ယောက်ပဲဟုတ်လားဒါတော့ဟိုတုန်းကတောင်မျိုးစလို့ကြီးပြောတာဘုန်းဘုန်းကအလုံးသဘောကျတယ်သူဘာပညာတွေတက်တယ်ပဲပြောကိုယ်စိတ်ကလေးကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပညာမှတက်တယ်လို့မဆိုနိုင်ဘူးဟာကောင်းလိုက်တဲ့စကားပါနော်သူဘာအတန်းလေးအောင်တယ်ပဲပြောဘလို့ဘွဲ့လေးရတယ်ပဲပြောကိုယ်စိတ်ကိုမှကိုချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်သူဘာထင်ကြီးတယ်ရှိအောင်ဘာထင်ကြီးတယ်မှမရှိဘူးနော်ဒါကြောင့်တရားအထုတ်တယ်ဆိုတာလူရင်းပြောရရင်ကိုယ်စိတ်ကိုချမ်းသာအောင်ထားတတ်ဖို့အတွက်ဘုံဘုံတို့လေ့ကျင့်တာနီးမှလမ်းမှကြိုးစားတာအဲ့ဒါစိတ်တွေမချမ်းသာသေးဘူးစိတ်တွေပူးနေတယ်ဆိုရင်အဲ့ဒါကိုမကျွမ်းကျင်သေးဘူးငါမဟုတ်သေးဘူးငါလိုသေးတယ်ငါလောက်ရအောင်မဲလို့ဘုံဘုံတို့အဲ့လိုတွေးဖို့မလိုဘူးလားလိုတယ်